လူငယ်လို့ကောင်းတဲ့ပြီးတော့အပြော့လုံနေတဲ့သူတွေအများကြီးရှိတယ်လူငယ်လို့ကောင်းတဲ့ပြီးအမြဲတမ်းပြောချင်နေတဲ့သူတွေရှိတယ်လူငယ်လို့ကောင်းတဲ့ပြီးတော့အပြော့လုံနေတဲ့သူတွေအများကြီးရှိတယ်လူငယ်လို့ကောင်းတဲ့ပြီးအမြဲတမ်းပြောချင်နေတဲ့သူတွေရှိတယ်အချိန်ကာလတစ်ခုကြာသည့်တိုင်အောင်ဒီຢာတွေကိုမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်အသက်20-25ကျော်လာတဲ့နဲ့အမျှကျွန်တော်မိသားစုစီကနေတာဝန်တွေတနိုင်တဲ့လောက်ခွဲယူရမယ့်အချိန်ကျွန်တော်တို့ဘဝနဲ့ပတ်သက်ပြီးတော့ဒီတဲ့ပုံမှုကောင်းမလာအောင်တိဆောက်ရမယ်ကိုယ့်ဘဝမှာတာဝန်ရှိလာပြီလို့ခံစားလိုက်ရတဲ့အချိန်မှာကျွန်တော်တို့ကတာဝန်ကိုဖိအားတစ်ခုလို့ခံစားလိုက်ရလိမ့်မယ်ဒါဟာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်လူငယ်ဘဝရဲ့အချိန်တွေကိုလူငယ်လို့ကောင်းတဲ့ပြီးတော့အခွင့်အရေးယူကြလို့ဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝမှာအရေးကြီးဆုံးတတိထားရမှာကအသက်အရွယ်တိုင်းမှာတာဝန်ယူလှုပ်ဆောင်ရမယ့်အရာတွေရှိတယ်ဥပမာကျွန်တော်ငယ်ရွယ်တဲ့အချိန်မှာအရေးကြီးဆုံးတာဝန်ယူလှုပ်ဆောင်ရမယ့်အရာတွေရှိတယ်ကျွန်တော်ငယ်ရွယ်တဲ့အချိန်မှာပျော်ရွှင်ဖို့အတွက်ပဲအများကြီးစူးစမ်းမနေသင့်ဘူးတာဝန်ယူလှုပ်ဆောင်ရမယ့်အရာတွေရှိတယ်ဟာအဲ့ဒါဆိုပြောလိမ့်မယ်မင်းလူငယ်ပဲပြောမှာပေါ့လူငယ်ဆိုပျော်ရွှင်နေရတာပဲလေပျော်တာမမောင်းဒါပေမဲ့ကျွန်တော်တို့ဘဝနဲ့ပတ်သက်ပြီးတော့တာဝန်တွေကိုလည်းမမေ့နေသင့်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့အသက်20-25ကျော်လာတာနဲ့အမျှကျွန်တော်တို့ကတာဝန်တွေကြားမှာကျွန်တော်တို့ဘယ်လောက်လုံနိုင်လဲဆိုတဲ့အရာတွေပေါ်မှာကျွန်တော်တို့မိသားစုအတွက်ဘယ်လောက်ထောက်ပံ့နိုင်တယ်ဘယ်လောက်လုပ်ပေးနိုင်တယ်ဆိုတဲ့အရာတွေပေါ်မှာအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးပဲကျွန်တော်တို့ပျော်ရွှင်မှုကိုရယူခံစားရတာကျွန်တော်ငယ်ရွယ်တဲ့အချိန်မှာကျွန်တော်အပြင်နေသွားလွတ်လပ်တယ်ပါညာပေါ့ဒီအရာတွေနဲ့ပျော်ရွှင်နေပေမဲ့ကျွန်တော်တို့ကအသက်တစ်နှစ်ကြီးလာတာနဲ့အမျှငါတို့တွေဘယ်လောက်လုံနိုင်လဲငါတို့မိသားစုဘယ်လောက်လုပ်ပေးနိုင်လဲငါတို့တွေပတ်ဝန်းကျင်ဘယ်လောက်လုပ်ပေးနိုင်လဲဒီအရာတွေပေါ်ကနေဒီလိုတာဝန်ယူမှုတွေကနေပဲကျွန်တော်တို့ပျော်ရွှင်မှုခံစားရတာကျွန်တော်ဥပမာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် social media မှာပဲဖြစ်ဖြစ်ကျွန်တော်လူငယ်လို့ဆိုလိုက်တာနဲ့မိသားစုစီကနေအများကြီးဖိအားတွေမရှိနေဘူးကျွန်တော်တို့မှာအရှိန်တွေရှိရလွတ်လပ်မှုတွေရှိတယ်ကျွန်တော်တငယ်ချင်းတွေနဲ့အပြင်ထွက်တယ်ခီးရီသွားတယ်ကျွန်တော်ဂိမ်းတွေဆော့တယ်ဒီຢာတွေကိုပဲကျွန်တော်တို့ထုတ်ပေါ်ပြသထားတာဒါကြောင့်ကျွန်တော်လူငယ်လို့ဆိုလိုက်တာနဲ့အမှားတွေအများကြီးလုံးမင်းတော့မှကျွန်တော်ပြင်ဆင်လို့ရတဲ့အချိန်ပြင်ဆင်လို့ရတဲ့အရွယ်တကယ်ဘဝရဲ့ပျော်ရွှင်စရာအကောင်းဆုံးအမှတ်တရတွေကိုဖန်တီးရည်လို့ရတဲ့အရွယ်ဆိုပြီးတော့ကျွန်တော်ကယုံကြည်ထားကြတယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်ဘဝမှာပျော်ရွှင်မှုတစ်ခုအတွက်ပဲအမြဲတမ်းကြိုးစားအားထုတ်မနေသင့်ဘူးကျွန်တော်တို့မှာလူငယ်ဘဝမှာလည်းတာဝန်လှုပ်ဆောင်ရမယ့်အရာတွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်မင်းလူငယ်ပဲကပျော်ရွှင်နေမှာပေါ့ဘာလို့တာဝန်နေကြောင်းပြောနေရလဲလူငယ်ပဲပျော်ရွှင်နေတာမှားလို့လားပျော်ရွှင်နေတာမှားလို့လားပေါ့ပေါ့နေရမှားလို့လားမဟုတ်ဘူးလူငယ်ဆိုပေမဲ့ပျော်ရွှင်နေတာပေါ့ပေါ့နေတာမမောင်းဒါပေမဲ့ငါတို့ဘဝနဲ့ပတ်သက်ပြီးတော့လဲတိဆောက်ဖို့အတွက်တာဝန်တွေကိုမမေ့နေသင့်ဘူးကျွန်တော်ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့10တန်းကျောင်းသားတယောက်ကိုပဲကြည့်ကျွန်တော်10တန်းကျောင်းသားတယောက်ကကျွန်တော်10တန်းတစ်နှစ်အတွင်းမှာကျွန်တော်တို့စိတ်လိုလဲရနေခြင်းသလိုနေခဲ့ကြဖြတ်တန်းခြင်းသလိုဖြတ်တန်းခဲ့တဲ့စာမကျက်ဖဲနဲ့ကျွန်တော်တို့နောက်ဆုံးဆောင်ပွဲရောက်တယ်အခြားသူရဖြေနိုင်တယ်အဲ့လိုဖြစ်တယ်လို့ဖြတ်တန်းခဲ့တဲ့ကျောင်းသားကလည်းအခြားသူတွေဖြေနိုင်တယ်လို့သူလည်းဖြေနိုင်ကြတာပဲကျွန်တော်နောက်ဆုံးအောင်စင်းထွက်တဲ့အချိန်အခြားသူတွေအောင်တယ်ကျွန်တော်တို့တစ်နှစ်လုံးဘာမှမလုပ်ဖ ೇನೆ ဖြစ်တယ်လို့နေခဲ့တဲ့ကျောင်းသားကလည်းအောင်ကျင်တာပဲဒါကဘလို့စိတ်ပိုင်းဆိုင်ရာခံစားချက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခြားသူတွေပြောရင်ပြောခြင်းတယ်အခြားသူတွေလွတ်လပ်ရှင်တယ်အခြားသူတွေအနေထားတစ်ခုရောက်ရှင်တယ်ကျွန်တော်ရဲ့တငယ်ချင်းတွေကကျွန်တော်တို့တဲ့ငွေကြေးအရာပဲဖြစ်ဖြစ်လွတ်လပ်မှုအရာပဲဖြစ်ပျော်ရွှင်မှုအရာပဲဖြစ်ဖြစ်အသက်20-25ကျော်လာတဲ့အချိန်မှာသူတို့ကကျွန်တော်တို့တက်ပို့ပြီးလွတ်လပ်နေတယ်ကျွန်တော်တို့တက်ပို့ပြီးငွေကြေးအရာအဆင်ပြေနေရဆိုလို့ရှိရင်အဆင်ပြေကျင်တာပဲဒါပေမဲ့ကျွန်တော်ရှေ့မှာဖြတ်တန်းခဲ့တဲ့အချိန်တိုင်းတာတွေကိုလည်းပြန်ကြည့်ဖို့လိုတယ်သူတို့ဘယ်လိုဖြတ်တန်းခဲ့ကြလဲတာဝန်ယူမှုတွေနဲ့ဘယ်လိုဖြတ်တန်းခဲ့ကြလဲငါတို့တွေကတာဝန်မဲ့ဘယ်လိုဖြတ်တန်းခဲ့ကြလဲဒီຢာတွေကိုလည်းပြန်ပြီးသုံးသပ်ဖို့လိုတယ်ဒါကြောင့်လူငယ်ဘောမှာအရေးကြီးဆုံးကကျွန်တော်တို့ပျော်ရွှင်မှုနဲ့တာဝန်ယူမှုနှစ်ခုလုံးကိုစောင့်ကင်ထားတဲ့နဲ့ကျွန်တော်ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်ဥပမာလူတစ်ယောက်ကပျော်ရွှင်ဖို့တော့ပဲအများကြီးစူးစမ်းနေမယ်ပျော်ရွှင်မှုနောက်ကိုပဲလိုက်နေမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဘာစိတ်ပူပန်မှုဘာဖိအားမှမရှိနေနိုင်ပေမဲ့ကျွန်တော်ရဲ့အနာဂတ်မှာကျွန်တော်အခွင့်အရေးတွေမရှိတော့ဘူးအခွင့်အရေးတွေဆုံးရှုံးလာမယ်ကျွန်တော်မိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးရထောက်ပံ့နိုင်တာမျိုးမရှိဘူးကျွန်တော်အနာဂတ်ကိုပုံဖော်နိုင်တဲ့အခွင့်အရေးမျိုးကျွန်တော်တို့တည်ဆောက်နိုင်တဲ့အနေအထားမျိုးမရှိဘူးကျွန်တော်မှဘာမှကြိုးစားတတ်တာမမေရမရှိဘူးဒါမျိုးတွေဆုံးရှုံးလာမယ်နောက်ထပ်ကျွန်တော်တို့တာဝန်ယူမှုအကြောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းလူငယ်တယောက်မဟုတ်လူတယောက်အနေနဲ့တာဝန်ဆိုတဲ့အရာတစ်ခုလုံးကိုကျွန်တော်တို့အမြဲတမ်းအရှင်ပြီးထည့်ထားမယ်တော့အလုပ်တွေစူးစမ်းကြမယ်ပေါ့အဲ့လိုတာဝန်ကြီးကိုပဲခေါင်းထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘဝရဲ့အနှစ်သာရကျွန်တော်တို့လူတယောက်ရဲ့ပျော်ရွှင်မှုဆိုတော့လုံးဝပြောင်းဆုံးသွားနိုင်တယ်ကျွန်တော်နောက်ဆုံးအလုပ်တွေအများကြီးနေ့စဉ်လုပ်နေရဆိုရင်တော့မှခ
ခံစားမိတဲ့အရာကငါဘာကြောင့်ဒီအလုပ်တွေလုပ်နေရလဲကျွန်တော်လည်းအများအလုပ်တွေအများကြီးလုပ်ခဲ့ပူတယ်အချိန်တစ်နေ့15နာရီဒါမျိုးတွေ12နာရီလုပ်ခဲ့ပူတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ခံစားရတဲ့အရာကဘာလဲဆိုတော့ငါဘာကြောင့်ဒီအလုပ်တွေလုပ်နေရလဲဘယ်သူအတွက်လဲကိုယ့်အတွက်လားမိသားစုအတွက်လားသိနေရဆိုရင်တော့မှကျွန်တော်တို့ရဲ့ဘဝမှာခံစားရတဲ့အရာကကျွန်တော်တို့အဲ့ဒီအချိန်မှာခံစားရတဲ့အရာကဒီလောက်ကြီးလို့ဖို့လိုအပ်နေလို့လားငါတယောက်တည်းဒီလိုကြီးပြင်ပန်းနေရလားဒီဟာမျိုးအမြဲတမ်းအချိန်တိုင်းခံစားရတယ်ကျွန်တော်ပွင့်လင်းပြောမယ်ဆိုလို့ရှိရင်တာဝန်ဆိုတဲ့အရာတစ်ခုလုံးကိုခေါင်းထဲမှာအမြဲတမ်းထည့်ထားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြိုးရွှင်မှုတွေပျောက်ဆုံးလာတယ်ကျွန်တော်တို့ဖြစ်တည်ရဲ့စိတ်ခံစားချက်တွေကပျောက်ဆုံးလာတာအဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့လူငယ်ဘဝမှာအရေးအကြီးဆုံးကပျော်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘဝကိုတည်ဆောက်ဖို့အတွက်တာဝန်တွေကိုလည်းမမေ့နေသင့်ဘူးတာဝန်ယူမှုကိုလည်းအမြဲတမ်းကျွန်တော်တို့ဖိအားတစ်ခုအနေနဲ့အမြဲတမ်းခေါင်းထဲမှာထည့်ထားလို့မရဘူးကျွန်တော်တို့ကပျော်ရွှင်မှုနဲ့တာဝန်ယူမှုနှစ်ခုလုံးကိုမျှမျှတတဖြစ်အောင်စုပ်ကိုင်နိုင်ခြင်းကျွန်တော်တို့ရဲ့အနာဂတ်ကိုပို့ပြီးကောင်းမွန်အောင်တည်ဆောက်နိုင်ခြင်းလည်းဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်တော့ပြပါအောင်